မင်္ဂလာပါဒီချယ်တို့ကရှေ့ဗီဒီယိုတွေမှာ capacity နဲ့အကြောင်းကို capacitor ရဲ့အကြောင်းကိုဒီချယ်တို့ကပြပေးပြီးသွားပြီပေါ့နော်ဒီမှာဒီချယ်တို့ကဒီ capacity ဒီချယ်ပြောပြတဲ့အပိုင်းဒီပုံစံလေးတွေပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒီမှာ capacity ရှာတဲ့ပုံစံလေးနှစ်ခုကိုဒီချယ်တို့ကသိပြီးသွားပြီ C = Q by V ရယ် C = kappa epsilon နော် A by D ရယ်ဆိုဒီချယ်တို့ကနှစ်ခုရှိတယ်ပေါ့နော်အဲ့ဒါမှပေးချက်ပုံမူတည်ပြီးတော့ Q တွေ V တွေပေးထားရင်ဒီချယ်တို့ကအရှိရပုံစံလေးနဲ့သုံးမယ် A တွေ D တွေပေးထားရင်ဒီချယ်တို့က C = kappa epsilon နော် A by D ကိုသုံးမယ်ပေါ့နော်ကဲအဲ့တော့ဒီချယ်တို့ကဒီမှာဒါကတော့ example 9.1 စာမျက်နှာ140ရပါနော်အဲ့တော့မပေးထားချက်လေးကြည့်ရအောင်သူက capacitor မှာ has a capacitance of 5 microfarad အဲ့တော့သူပေးထားတာဒီ capacitance of 5 microfarad ဆိုရဘာတန်မို့လဲဆိုရင် capacitance C တန်မို့ပေးထားတယ်နော်ဒါဆိုမေးတာ how much of the charge ဆိုတော့ဘာမေးရလို့ charge ဆိုရဘာမေးလဲကျူဘလောက်များတဲ့ should be removed ဖယ်ထုတ်ကြမလဲတဲ့ in order that the potential difference between its plate အဲ့တော့ဒီနှစ်ခုကြားထဲက potential ခြားနားခြင်းက decrease လျော့သွားစေခြင်းနဲ့ by 40 volt ဘာလဲ40 volt လျော့သွားစေခြင်းနဲ့ဆိုရင် Q ဘလောက်ဖယ်ထုတ်ကြမလဲဆိုတော့40 volt ဆိုတာဒီဘာကိုပေးထားလဲဆိုရင် potential difference ကိုပေးတာမို့ဒီဒါဘာကိုပေးတာလဲ V ကိုပေးတာဒါဆိုဒီပုံစံမှာရှင်းတယ်သုံးခုပဲပါတယ် C ရယ် Q ရယ် V ရယ်ပေါ့အဲ့တော့ဒီချေကတေးချတယ်အဲ့သုံးခုစတဲ့ပုံစံလေးကဘာပဲလဲဆိုရင် C = Q by V ဆိုတဲ့ပုံစံလေးပဲဒီချေကသုံးမယ်ပေါ့နော်ဒါမဲ့ဒီပုံစံလေးမှာဒီချေကတစ်ခုရှိတာကြတော့နော်အဲ့တော့သူကကြတော့ Q တွေကို V တွေကိုဘယ်လောက်ထိတိုးဘယ်လောက်ထိ short ဆိုပြီးကျွန်တော်ပါတဲ့အတွက်ကြောင့်မလို့ဒီမှာသုံးမဲ့ C = Q by V မှာတော့ Q တွေဒီသူကပထမတန်ဖိုးဒုတိယတန်ဖိုးခြားနားချက်နှစ်ခုရှိတဲ့သဘောပဲဘယ်လောက်ဖယ်ရမှာလဲ V ကလည်းပထမတန်ဖိုးရှိမယ်အဲ့ဒါမှသူက40ဖို့ short လိုက်တယ်ဆိုတော့ဒီချက်က Q တွေ V မှာအပြောင်းလဲရှိအောင်မို့ကျွန်တော်ဒီနေရာလေးမှာထူးခြားချက်အနေနဲ့ကတော့ delta Q by delta V ဆိုတဲ့ပုံစံလေးသုံးပြီးတော့ဒီပုံစံလေးကတွက်ပေးရမယ်ပေါ့နော်အဲ့ဒီချက်ကပေးချက်ရေးလိုက်မယ်ဒါဆိုပေးထားတာကဘာပေးထားလဲဆို C ဘယ်လောက်ပေးထားလဲဆိုရင်C = 5 microfarad ပေါ့အဲ့တော့ micro တန်ဖိုးကကြတော့ကိုယ့်ဘာကို10 power ဘယ်လောက်လဲဆို -6 farad လို့ပြင်ထားလိုက်ပေါ့နော်အဲ့ဒါမှသူမေးတာဒီဘာမေးရလဲဆိုရင် Q မေးတာသူပေးထားတာ Q တွေဘယ်လောက်တွေချင်းဖြစ်ရမလို့ဒီချက်က delta Q လေးထည့်လိုက်မယ်ပေါ့နော်